အခြေအနေနဲ့ရင်ဆိုင်နေကြရပါတယ်။ဒါပေမဲ့နာရူတိုကသူ့ရဲ့ရှိသမျှခွန်အားနဲ့တရားမှမသိအောင်အားလုံးကိုကာကွယ်လိုက်တာကြောင့်သူထိန်းထားတဲ့ချာကိုရာဝေးယုံတွေကပြန်လည်ပြောက်ွယ်သွားပါတယ်။အဲဒါကြောင့်မာဒါလာကတော့နာရူတိုကဟိတ်ကြီးဟန်ကြီးပဲလုပ်နေပြီးအကန့်အသတ်ရောက်သွားပြီမို့လို့မကြခင်အရှုံးပေးရမှလားလို့မေးပေမဲ့သူကာကွယ်ပေးခဲ့တဲ့ရဲဘော်တွေကနာရူတိုရဲ့ဘေးနားမှာဝင်းရံလိုက်ကြပါတယ်။အဲချိန်ခါကာရှီကအိုဘီတိုကိုလက်တင်ဘလိတ်နဲ့ထိုးဖို့လုပ်ပေမဲ့ရပ်သွားတာကြောင့်ခါကာရှီအစတည်းကသူ့ကိုတတ်ချင်ရင်အခွင့်အရေးရခဲ့ပေမဲ့တမင်မတတ်တာကိုတီးနေတဲ့အိုဘီတိုကတော့မင်းတို့ကောင်မျိုးကရန်သူကိုတနာတဲ့နေရာလားလို့ခနဲ့လိုက်ပါတယ်။ရင်းကိုမကာကွယ်နိုင်ခဲ့ရကြောင်းအပြစ်ရှိသလိုခံစားနေရလားသူ့ကိုပေးခဲ့တဲ့ဂတိကိုမတီးလို့နောင်နှရနေရလားဒါမှမဟုတ်သူစိတ်ပြောင်းသွားဖို့မျှော်လင့်နေရလားဆိုတဲ့စကားတွေနဲ့တက်ခိုက်လိုက်ပါတယ်ခါကာရှီကတော့အိုဘီတိုကိုရက်လိုက်ပါတော့လို့ပြောရင်အိုဘီတိုရဲ့တခါတော့အိမ်မက်ကဟိုကာကဲဖြစ်လာဖို့အတွက်ဖြစ်တယ်လို့အခုလက်ရှိနာရူတိုကလည်းအိုဘီတိုနဲ့အတော်လေးတူနေရဲ့အကြောင်းပြောလိုက်ပါတယ်နာရူတိုပြောခဲ့တဲ့စကားလုံးတိုင်းကအတိတ်ကအိုဘီတိုနဲ့အတူတူပဲဖြစ်တာကြောင့်အိုဘီတိုကိုယ်တိုင်တော့မသိလိုက်ခင်မှာအတိတ်မှာကြံရင်းနေခဲ့တဲ့သူကိုယ်တိုင်နဲ့နှိုင်းယှဉ်နေမိပြီးသူဖြစ်ချင်ခဲ့တဲ့ကိုအမှတ်ရနေရဆိုတာကိုခါကာရှီကသူတတိထားမိရဲ့အကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့အိုဘီတိုကတော့ဟားတိုက်ရေးလိုက်ပြီးခါကာရှီပြောသလိုနာရူတိုရဲ့ခံစားချက်ကိုနားလည်ရကြောင်းပဲသူပြောတဲ့စကားတွေကိုအကုန်လုံးနားထောင်ပြီးမှအဲ့ဒါတွေကမဖြစ်လာနိုင်တဲ့အကြောင်းမှားနေရဆိုတဲ့အကြောင်းသူကတတ်သိပြချင်တာလို့ပြောပါတယ်ဒါပေမဲ့သူစစ်ပွဲကိုစတင်ခဲ့တဲ့ယူရချက်ကရင်းနဲ့ခါကာရှီချောင်းလို့ထင်နေရင်တော့အဲ့ဒါကမှားနေရဖြစ်တဲ့အကြောင်းပြောရင်ခါကာရှီအပေါ်ကန်ဂျူစုတုံးပြီးလက်တင်ဘလိတ်စီသူကိုယ်တိုင်ပြေးဝင်သွားပါတယ်ပြီးရင်တော့ရင်းကခါကာရှီရဲ့လက်တင်ဘလိတ်စီပြေးဝင်ပြီးသူကိုယ်တိုင်တင်ဖို့ရွေးချယ်ခဲ့တဲ့ဆိုတာကိုသူအားလုံးသိရဲ့အကြောင်းပြောလိုက်ပါတယ်ရင်းကိုမြူကိုရပြန်မေးဆွဲခဲ့ပြီးတုံးပြီးဂျင်ဂျူရီကီဖြစ်အောင်လုပ်ခဲ့တဲ့အကြောင်းနဲ့ခါကာရှီကရင်းကိုလိုက်ခဲ့တာအောင်မြင်သွားခဲ့ပေမဲ့အဲ့ဒါကပဲမြူကိုရနေညာရီရဲ့အစီအစဉ်ဖြစ်တဲ့အကြောင်းသူသိနေပြီးသားလို့ပြောလိုက်တဲ့အတွက်ခါကာရှီကလည်းအံ့ဩသွားခဲ့ပါတယ်ခါကာရှီကမြူကိုရနေညာရီဖမ်းခေါ်သွားခဲ့တဲ့ရင်းကိုကယ်ဖို့အတွက်တက်ကူတွေရောက်မလာခင်သူ့ရဲ့နေညာခွေးတွေနဲ့အတူနောက်ကနေတယောက်ထဲလိုက်လာခဲ့ပြီးသူ့ရဲ့အစီအစဉ်တိုင်းရင်းကိုကယ်ထုတ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့တခုခုထူးဆန်းနေရဆိုတာရင်းကသိနေခဲ့ပြီးသူ့ခန္ဓာကိုယ်ထဲမှာတယောက်ယောက်ရှိနေရလို့ခံစားရတဲ့အကြောင်းပြောပါတယ်အဲ့လိုနဲ့တဖြည်းဖြည်းစဉ်းစားရင်သူတတိမလိခင်အကြောင်းအရာတွေကိုမှတ်မိလာတာကြောင့်သူကိုနိုဟာကိုပြန်လို့မဖြစ်ပဲသူ့ကိုချက်ချင်းတက်ရမယ်လို့ခါကာရှီကိုပြောပါတယ်မြူကိုရနေညာရီရဲ့အကြံကိုရိပ်မိသွားတဲ့ရင်းကချက်ချင်းတက်ဖို့ပြောပေမဲ့သူ့ကိုကာကွယ်ပါမယ်လို့အိုဘီတိုကိုဂတိပေးထားခဲ့တဲ့ခါကာရှီကတော့ညှင်းဆန်နေပြီးတခြားနည်းလမ်းရှိအောင်မှာပါလို့ပြောရင်နောက်ကလူတွေကိုအချိန်ဆွဲထားဖို့နေခဲ့လိုက်ပါတယ်မြူကိုရနေညာတွေကရင်းနာကိုနိုဟာကိုပြန်ရောက်ပြီးတုံးမီကိုတောင်းကြအောင်လုပ်ပြီးဂျွာကိုတိုက်ခိုက်ဖို့ကြံစီထားတာကိုရိပ်မိရရင်းကခါကာရှီရန်သူကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်မှာသူကိုယ်တိုင်လက်တင်ဘလိတ်ရဲ့ရှေ့ကိုဝင်လာပြီးတက်သိခဲ့တာဖြစ်ပါတယ်ကိုနိုဟာကိုကာဝယ်ဖို့အတွက်သူချစ်ရတဲ့သူရဲ့လက်ထဲမှာပဲအသေးခံသွားခဲ့တာကိုအိုဘီတိုကသိနေခဲ့ပေမဲ့ဘလို့ပဲပြောသူ့အတွက်တော့ရင်းကိုမကာကွယ်ပေးနိုင်ခဲ့တဲ့ခါကာရှီကအယောင်ဆောင်ကောင်ပဲဖြစ်တဲ့အပြင်ရင်းကလည်းသူ့အတွက်တေလို့မဖြစ်တဲ့သူတယောက်ဖြစ်တာကြောင့်အဲ့နေရာမှာတေဆုံးသွားတဲ့ရင်းကအစ်စ်မှမဟုတ်ဘူးလို့အိုဘီတိုကသူ့ကိုယ်သူညှင်းဆန်နေခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီလိုအခြေအနေကိုဖြစ်လာအောင်လုပ်ခဲ့တဲ့ရှင်နိုဘီရဲ့စနစ်တွေဂျွာရီနဲ့သူ့ကိုမျှော်လင့်ချက်မဲ့အောင်လုပ်ခဲ့တဲ့ဒီလောကကြီးကိုပြောင်းလဲဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တဲ့အကြောင်းပြောပါတယ်ခါကာရှီကတော့နာရူတိုပြောခဲ့တဲ့ရင်မတ်ထဲမှာတယောက်မှမရှိရကမှအနာကျင်ရဆုံးဆိုတဲ့စကားကအတိတ်မှာအိုဘီတိုပြောခဲ့တဲ့စကားကိုသူတင်ပေးထားတာဖြစ်တဲ့အကြောင်းပြောပေမဲ့အိုဘီတိုကတော့လက်ရှိသူ့ရဲ့ရင်မတ်ထဲမှာဘာမှမရှိတော့တဲ့အတွက်နာကျင်မှုဆိုတာကိုလည်းမခံစားရတော့ဘူးလို့ပြန်ပြောပါတယ်ဒါပေမဲ့ဒီအပေါက်ကြီးဖြစ်ခဲ့ရတာကခါကာရှီကြောင့်မဟုတ်ပဲဒီလောကငယ်ရဲ့အကြောင်းဖြစ်ပြီးခါကာရှီကိုယ်တိုင်လည်းသူတို့ရဲ့အုပ်ကူတွေရှိမှခံစားနေကြရတာကိုသူသိရဲ့အကြောင်းအိုဘီတိုကပြောပါတယ်အဲဒါကြောင့်ထပ်ပြီးနာကျင်မို့မလို့သူလို့ရင်းနဲ့တူအတိတ်ကခါကာရှီလေးစားခဲ့ရတဲ့အိုဘီတိုလက်ရှိရဲ့ဂန်ဂျူစုကဘာကြီးကိုလက်ခံလိုက်ဖို့နဲ့